Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီသင်ခန်းစာမှာကျွန်တော်တို့ operator အကြောင်းလေ့လာသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ပထမဆုံးနဲ့ operator ဆိုတာဘာလဲနော် operator ဆိုတာအကျဉ်းအဖြစ်ဒီ character တစ်ခုဖြစ်တယ်ဒီကောင်ကကျွန်တော်တို့ action တစ်ခုကိုကိုစားပြုတယ်အောက်မှာကျွန်တော်တို့ operator အမျိုးအစားတွေကိုကျွန်တော်ပြထား operator အမျိုးအစားပေါင်း10မျိုးရှိတယ်ပထမဆုံးနံပါတ်1 arithmetic operator နံပါတ်2 assignment operator number 3 relational operator logical operator pairwise conditional operator increment decrement operator and special operator ဒီကျွန်တော်ရှင်းမျိုးရှိတယ်နောက်ဒီနေ့မှာတော့အပေါ်ဆုံးကနံပါတ်1နဲ့2ကိုပြောသွားမှာဖြစ်တယ်နံပါတ်1နဲ့2က arithmetic နဲ့ assignment operator တွေဖြစ်တယ်ကျွန်တော် operator ဆိုတာ character ဒီကောင်က action တစ်ခုကိုကိုစားပြုတယ်ဆိုတာကကျွန်တော် operator ဆိုတာဘာလို့ကျွန်တော်ငငယ်တော့ကကျွန်တော် stage ကြောင်းမှာကျွန်တော်တို့သင်ခဲ့ရတဲ့ကျွန်တော်ပေါင်းနှုတ်မြောက်စားဒါကိုခေါ်တာဖြစ်ပါတယ်။နောက်အဲ့တော့ကျွန်တော်တို့ operator လို့သုံးဆက်ခဲ့မှာပါဒီကောင်တွေကို။နောက် position တော့အခုကျွန်တော်တို့ပထမဆုံးအနေနဲ့ arithmetic operator ကိုကျွန်တော်တို့လေ့လာကြည့်အောင်။ဟုတ်ပါပြီဒီမှာ arithmetic operator ဒီမှာ1 2 3 4 5 6 9မျိုးရှိပါတယ်။ဟုတ်ပါတယ်နော်9မျိုး1 2 3 4 5 6 9မျိုးအပေါင်းအနှုတ်အမြောက်အစား modular increase and decrease ဟုတ်ပြီတော့ဒီ operator ဒီ arithmetic operator ဘာလို့ဆိုတော့ဒီကောင်ကတွက်ချက်မှုတွေကိုကျွန်တော်တို့ပေါင်းနှုတ်မြောက်စားတွေကိုဒီကောင်ကပြုလုပ်ပေးတယ်တော့ငယ်တော့3ခဲ့ရနဲ့တူတူပါပဲကျွန်တော်တို့ပို့ပြီးရှင်းတော့ကျွန်တော်လက်တွေ့ကြည့်အောင်အဲဒါဒီ move lecture 2ဆိုရခေါ်ရအောင်ပါကျွန်တော်ဒီ demo.c ဆိုရဖိုင်ကိုစောက်ထားတယ်ကျွန်တော် demo.c ကိုကျွန်တော် sublime tab မှာဖွင့်ထားတယ်ညာဘက်ဒီဘက်မှာ console ကိုsorry console ကိုကျွန်တော်တို့ဒီဘက်မှာထားမယ်ဟုတ်ပြီနောက်ပထမဆုံးအနေနဲ့နော်တို့မဖြစ်အောင်လေလား okay နော်ဒီ add အပေါင်းကိုကျွန်တော်တို့ကြည့်လိုက်အောင်အပေါင်းအနောက်အမြောက်ဆုံး okay နောက် variable နှလုံးကျွညာလိုက်ပါမယ်ဗျ1ဆိုတဲ့နာမည်နဲ့integer type variable နှလုံးတခါတည်းဒီကောင် initialize လုပ်ပါမယ်ဗျဒီကောင်30 and 2ဒီကောင်က15ဟုတ်ပါပြီကျွန်တော်ဒီမှာ result ဆိုရဲ integer တွေနဲ့ result ဆိုရဲ variable ဒီမှာကျွန်တော်တို့1နဲ့2နဲ့ကိုပေါင်းပါမယ်ဗျ2ဒီလို2and ဒီလိုပြအပြင်မှာကျွန်တော်တို့ print ပြန်ထုတ်ပါမယ်ဒီကောင်က integer data type ဖြစ်တဲ့အတွက် percent d ကိုသုံးပါမယ် result is ဆိုပြီးတော့ comma ပြီးတော့ percent dဒီမှာကျွန်တော်ပြီးရဲ့အပတ်ကကျွန်တော်ဒီကောင်အသုံးပြုတာကိုကျွန်တော်ဒီ format အသုံးပြုတော့ကျွန်တော်ပြခဲ့ပြီးပါပြီဗျ percent d ရှိမယ် percent f ရှိမယ်ဟုတ်ဒီတော့ဒီကောင် d ဒီတဲ့ integer လာမယ်အဲ့အတွက်ID ထဲမှာဝင်မဲ့တန်ဖိုးကဒီမှာ result ဆိုရဲကျွန်တော်ဒါကို combine လုပ်ကြည့်ပါမယ်ဗျOkay, I don't know. GCC demo.c Okay. ဒါကျွန်တော် A တဲ့နောက်မှာကျွန်တော်တို့အခုလှမ်းမြင်နေရ A.exe ဆိုတော့ကျွန်တော်တွေ့လိမ့်မယ်
အဲ့ကောင် A ဆိုပြကျွန်တော် run လိုက်မယ်အိုးတခုမှနေဟာ sorry ဗျဒီမှာ save ဖို့မေ့သွားတယ်ဟောနော်ကျွန်တော်ဟာ save ဖို့မမေ့ပါနဲ့ save ဖို့မေ့သွားတဲ့အတွက် तू ကဒီအရင်သူမစိတ်ခင်အချိန်တွေကိုပဲ तू က combine လုပ်လိုက်တယ်ဟောကျွန်တော်ပြန်ပြီး combine လုပ်ပါမယ်ဗျ GCC demo ဟုတ်ပြီ run မယ် A okay ဒါတော့ကျွန်တော် result is 25ဆိုပြီးထွက်လာဟုတ်ပါရဲ့နော်10ရဲ့15ရဲ့ပေါင်း25 okay အဲ့တော့ကျွန်တော်ဒါအပေါင်းเนาะအနောက်ကိုစမ်းကြည့်အောင် okay အနောက် save ဖို့မင်းနဲ့ဘာကြည့်မယ် GCC okay -5 အဲ့တော့10တဲ့15ကိုနှုတ်တော့ -5 ထွက်ဒါဆိုကျွန်တော်အမြောက်အေးsorry စေးဖို့ရမ်းမိတာပဲကျွန်တော်မဖြစ်စေနဲ့150 10ကို15နဲ့မြောက်150ရ okay ဒါကျွန်တော်modular ရှာကြည့်အောင် okay 10 modular က तू ကဘာလဲဆိုတော့ तू ကစားကျွင်းဟုတ်ပြီနော်10ကို15နဲ့စားတော့နော်3ည10 3ညစားလို့မလောက်အဲ့အတွက်ကျွင်းရ10ပဲနော်ပို့ပြီးတည်တာတော့အောင်ဒီကောင်30ခွန်းနဲ့စားကြအောင် okay okay reset to ဟုတ်လားအဲ့တော့9ခွန်း914ခွန်း321ခွန်းလေး28 29 30နှစ်ကျွင်းတယ်ဟုတ်ပြီနော်ကဲကျွန်တော်ဒါဘယ်လိုအလုပ်လုပ်လဲဆိုတော့ပြန်ပြောရအောင်ပထမဆုံး int 1ဆိုတဲ့ variable တစ်ခုinitialize လုပ်တယ်အဲ့ဒါပြီးတော့2ဆိုတဲ့ variable တစ်ခု initialize လုပ်တယ်နောက် result ဆိုတဲ့တစ်ခု initialize လုပ်တယ်အဲ့မှာကျွန်တော်တို့ကကျွန်တော်နားဖို့ရှင်းအောင်ကျွန်တော်ဒါမျိုးပြင်ရေးပြမယ်ဒီ result ဟုတ်ပြီအဲ့ဒါဆိုကျွန်တော် in result ဆိုတဲ့ data type နဲ့in ဆိုတဲ့ data type နဲ့ result ဆိုတဲ့ variable တစ်ခုကျွန်တော်ဟိုတိဆောက်လိုက်တယ်ဘယ်လိုအားပြီးတော့အဲ့မှာကျွန်တော်ဒီ assign တော့အဲ့ result ဆိုရဲ့ variable ထဲမှာကျွန်တော်1ကို2နဲ့စားတဲ့ modular ကိုကျွန်တော်တို့1ကို2နဲ့စားပြီးရလာတဲ့ modular ကိုကျွန်တော်ပြန်ပြီးတော့အမှန်ဟို assign လုပ်လိုက်တယ်ဟုတ်တယ်ဒါကိုမြင်မယ်လို့ထင်ပါတယ်နောက်ဒီမှာ block down ဆိုတော့ modular ထွက်လာရင်2ဒီတိုင်းပဲ2ဆို assign လုပ် okay နော်2 assign လုပ်ရတယ်အဲ့ဒါမှာကျွန်တော်ဒီက result is %d ဆိုပြီးတော့ကျွန်တော်ဒီမှာ int ကိုထားမယ်အဲ့တော့ကျွန်တော် ID မှာလိုအပ်တဲ့ဒီ parameter ကိုနောက်မှလာပေးမယ် result ဆိုတာဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဆက်ပြီးကြည့်အောင်ဗျကျွန်တော်ဒီပေါ်4ခုပြီးသွားပြီ5ခုဗျနောက်5ခုဆိုတော့နောက်ဒီဘက်ဆိုပြောဖို့ကြံသွားလားမကြံထင်တော့အကောင်ဒီဘက်ဒီကောင်စားကျွင်းမဟုတ်ဒီကောင်စားကျွင်းတော့မဟုတ်ဒီကောင်စားလို့ရစားလက်ပေါ့အဲ့တော့ increment နဲ့ decrement ကိုကျွန်တော်တို့တစ်ချက်ကြည့်ရအောင် increment ဘာလဲဆိုတော့ကျွန်တော်ဒီပြန်ဖြတ်လိုက်မယ်1ထောက်မယ်ဟုတ်ပြီonly 1 is equal to 1 plus plus okay ဒါကို combine လုပ်ကြည့်လိုက်ရအောင်
ဟုတ်30ခဏမဟုတ်သေးဘူးကျွန်တော်တစ်ခုမှာစေးမစေးလိုက်ဘူးis equal to this should be work reset 31ဟာဟုတ်ပြီတော့အစနာပြဿနာတက်တော့ခဏလေးရှင်းမယ်31ကျွန်တော်ဒီမှာ30ဒီမှာ print ပြန်ထုတ်တယ်ကျွန်တော်31အဖြေထွက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာတူးလိုက်တယ်1 plus ဆိုတဲ့အတွက်သူကတော့30ကိုတစ်ထပ် plus ဆိုတာတစ်ပေါင်းလိုက်တာပဲဒီကောင်ဘာနဲ့အဓိပ္ပာယ်တူလဲဆိုတော့ plus 1ဆိုတာက1 plus 1ဆိုတဲ့အဓိပ္ပာယ်တူပါ1 plus အဲ့မှာသူမှာနှစ်ခုရှိဒီရှေ့ကတူတာနဲ့ဒီနောက်ကတူတာအစတော့ကျွန်တော်ကဒါမျိုးလုပ်လိုက်တယ်ဒီလိုဆိုတော့ तू ကဒီလိုဆိုရင် तू ကဒီထဲကိုဒီကောင်းထဲကိုရောက်မသွားဘူးဒီကောင်နောက်ကဒီကောင်ဟွာဖြစ်ပြီးမှဒီကောင်နောက်ကဒီကောင်ထက်ပေါင်းတယ်လို့ဖြစ်သွားတဲ့အတွက်ဒီကောင်ကဒီထဲကိုရောက်မလာအဲ့တော့ကျွန်တော်ဘယ်လိုလုပ်ချင်လဲဆိုတော့ကျွန်တော်ဒါကိုရှေ့ကနေပေါင်းပြအောင် plus 1ပေါ့နော်ဟုတ်ပြီနော်ဟွာဒီနောက်တန်မို့တစ်တိုးခြင်းကျွန်တော်တို့1 plus 1 plus 1ဆိုပြီးတော့ variable 1 plus 1 နီးဆို1 number 1ပေါ့1ရှုပ် variable အပေးကောင်းတာကိုရှင်းရခက်ပြီဟုတ်ပြီ okay နော်1ဆိုရတဲ့ကျွန်တော်တို့ RBN value ပေါ့ဟာနားရေးတော့ value okay ကျွန်တော်တို့plus value ဆိုရင်ဒါ1 plus value လို့ပြောတာနဲ့တူတူပဲအဲ့ဆို minus ဟာလည်းထူနီး၎င်းမယ် minus ကminus ကျတော့29ဖြစ်သွားတယ်အဲ့ဒါတော့30တွေကကျွန်တော်တို့ဘာလဲဆိုတော့ဒီကောင်ကအတိတ်ပဲတူတူပဲ30တွေကတင်းနှုတ်ထားနဲ့တူတူပဲဟုတ်နော်ဒါနားလည်မယ်လို့ထင်ပါတယ်တခုလောက်ကြည့်အောင်ကျွန်တော်နောက်ကျွန်တော်ဆောင်းလာတခုသတိထားမှာဟာဒါပဲဒီကောင်ဒီကဘယ်လိုအဓိပ္ပာယ်ဆောင်တော့လဲဆိုတော့ဒီကောင်ဒီ value ကိုဒီ value နဲ့ပြန်ပြီး assign လုပ်ပြီးတော့မှဒီကောင်ထက်ပေါင်းနေဆိုတော့အဓိပ္ပာယ်ရောက်သွားအဲ့ဒီတော့ဒီကောင်ကဒီထက်ကို assign လုပ်တာဒီ value 30ပဲဒီအလုပ်လုပ်လိုက်တဲ့ဟို31မဟုတ်ဘူးအဲ့ဒီတော့ဒီကောင်30ပဲပြန်ပြနေရဖြစ်တယ်ဟုတ်ပြီနော် okay ဒါတော့ကျွန်တော်တို့ဒီ arithmetic operator အကြောင်းပဲဖြစ်ပါတယ် okay နောက်သင်ခန်းစာမှာကျွန်တော် assignment operator အကြောင်းကိုဆက်ပြောပါမယ်ဗျဟုတ်ကျေးဇူးတင်ပါတယ်အားလုံး